သူကသူမကိုနောက်ဆုံးတော့ရှာတွေ့သွားပြီလို့ပြောလိုက်တယ်သူမကသူဘသူလဲလို့မေးတော့သူကသူမရဲ့အရင်ခောက်သားအရင်ဖြစ်တယ်လို့ပြန်ဖြေခဲ့တယ်သူမကအသက်16နှစ်ပဲရှိသေးလို့ရှောက်မခေါ်ဘူးသူ့ကိုတတိပေးလိုက်တယ်သူကလည်းအဲ့ဒါကိုသိတယ်လို့ဆိုတယ်ဒါဆိုသူအသက်ဘယ်လောက်ရှိပြီလဲလို့သူမကမေးတော့သူက15နှစ်လို့ဖြေခဲ့တယ်အချိန်ကာလတွက်ချက်မှုကအဲ့ဒီလိုမဟုတ်ဘူးလို့သူကသူ့အမေကိုရှင်းပြတယ်သူမကတော့သူ့ကိုအဲ့ဒီလိုခေါ်နေတော့မဲ့လားဆိုပြီးဒေါသတကြီးမေးခွန်းထုတ်ခဲ့တယ်သူမကိုအမေလို့မခေါ်ဖို့သူမကတားမြစ်လိုက်တယ်ဒါဆိုဘယ်လိုခေါ်ရမလဲလို့သူကမေးတော့စီနီယာအမလို့ခေါ်ဖို့သူမကပြောတယ်သူကအဲ့ဒါမကောင်းဘူးလို့ညှင်းဆန်ရင်သူ့အဖေတီးသွားရင်ပြဿနာတက်ကုန်မှာပေါ့လို့ပြောပြီးသူမဘာလုပ်နေတာလဲလို့မေးလိုက်တယ်စေယုံကိုဘာလို့ဖုန်းဆက်နေတာလဲလို့သူကမေးရင်သူတန်ရာရထားတာမဟုတ်ဘူးလို့အခိုင်အမာပြောခဲ့တယ်စိတ်ကျမ်းမာရေးဌာနကိုဆက်နေမှန်းသိသွားတော့သူကယူနေတာမဟုတ်ဘူးလို့တောင်းပန်ပေမဲ့စိတ်ဝေဒနာရှင်တွေကအစပိုင်းမှာအဲ့ဒီလိုပဲပြောတတ်တယ်လို့သူမကတုံ့ပြန်ခဲ့တယ်သူကအနာဂတ်ကနေအချိန်ခရီးသွားပြီးတကယ်ရောက်လာတာဖြစ်ကြောင်းအခိုင်အမာပြောခဲ့တယ်သူမကလည်းသူပဲစိတ်ဆန်ကြောင်းကနေအချိန်ခရီးသွားပြီးထွက်လာတာလဲလို့တယောလိုက်တယ်အဲ့ဒီနောက်သူကသူမရဲ့ဘယ်ဘက်ညှက်ရိုးအကြောင်းကိုသိတယ်လို့ဆိုလာတယ်သူမရဲ့ညှက်ရိုးအောက်မှာကျဲပုံစံမဲ့နီလေးတစ်ခုရှိတယ်လို့သူကပြောတယ်သူမကတကယ်ရှိလို့လားဆိုပြီးတွေးမိသွားပေမဲ့ချက်ချင်းပဲမရှိဘူးလို့ညင်းလိုက်တယ်သူမလိန်ပြောတဲ့အခါတိုင်းညာဘက်လက်တန်းလေးကခိုးပြီးကွေးသွားတတ်တယ်လို့သူကဆက်ပြောခဲ့တယ်သူမကနနံပင်မစားတတ်ကြောင်းနဲ့အိမ်ရင်တစ်ခုခုကိုဖက်အိမ်မရကြောင်းသူကဆက်ပြောတယ်အဲ့ဒီမနက်ကသူမခြေအိပ်ပေါက်နေတာကိုတွေ့ပေမဲ့မလွန့်ပြည့်ရလို့သူမဘာလုပ်ခဲ့တယ်ဆိုတာကိုပါသူကသိနေခဲ့တယ်အဲ့ဒီအပေါက်ကိုအမဲရောင်မင်းတန်နဲ့ဖုံးလိုက်တယ်လို့သူကပြောလိုက်တယ်သူမတကယ်လုပ်ခဲ့တာကိုသူသိနေလို့သူမအံ့ဩသွားပြီးသူမကိုစုံစမ်းနေတာဘယ်လောက်ကြာပြီလဲလို့မေးခွန်းထုတ်ခဲ့တယ်သူကတော့သူမွေးကလေးကလို့ပြန်ဖြေခဲ့တယ်သူ့ကိုအတိမတ်မပြုခင်သူ့ရဲ့သားအရင်ကိုကြက်ပေါင်လေးတစ်ခုလောက်အရင်ဝယ်ကျွေးလို့ရမလားလို့သူကမေးတယ်သူမကပြက်တသားပဲညင်းလိုက်တယ်နောက်မှပြန်ဆက်ပါမယ်လို့သူကဂတိပေးပေမဲ့သူမကတော့အနာဂတ်ကပတ်စံတွေကိုတုံးလေးမရှိဘူးလို့ပြောခဲ့တယ်ငွေကြေးတွေကိုပေါ့သူမကတွက်ကတ်ချင်နေတော့မဲလားလို့သူကမှတ်ချက်ချရင်သူ့အဖေတောင်သူမပါဆက်ကိုပိတ်မထားနိုင်ဘူးလို့ဆိုတယ်သူ့မှာတက်သေးရှိတယ်လို့သူကသူ့အမေကိုပြောလိုက်တယ်အဲ့ဒါကိုကြည့်ပြီးအဲ့ဒီအမျိုးသမီးကဘာလို့သူမနဲ့ဒီလောက်တူနေရတာလဲလို့သူမကတွေးမိတယ်လို့အမျိုးသားရဲ့ခန္ဓာကိုယ်ကလည်းမဆိုးဘူးလို့မှတ်ချက်ချတယ်သူကစိတ်ပြက်လက်ပြက်နဲ့သူမဘယ်တွေကိုကြည့်နေတာလဲအဲ့ဒါကအဓိကအချက်လားလို့မေးလိုက်တယ်အဲ့ဒါကအဓိကအချက်ပေါ့လို့သူမကအခိုင်အမာပြောရင်တားဖြစ်သူကဒီလောက်တောင်ကြီးနေပြီဆိုတော့အမျိုးသားရဲ့အရေးသွေးကအရင်ဆုံးစစ်ဆေးခံနိုင်ရမှာပေါ့လို့စင်ကြေပေးတယ်အခုခေတ်မှာတပ်ပုံပြုပြင်တဲ့နည်းပညာတွေကအရန်တိုးတက်နေပြီဖြစ်ကြောင်းသူမကထောက်ပြခဲ့တယ်သူမအတွက်မြေရှိရောက်လောက်ပြင်ဖန်တီးပေးရင်တောင်ရနိုင်တယ်လို့သူမကဆက်ပြောတယ်ဓာတ်ပုံတွေကအမျိုးသားဟာသူ့အဖေဖြစ်တယ်လို့သူကပြက်တသားပြောလိုက်တယ်အဲ့ဒါကိုမြင်လားလို့သူမကမေးရင်အဲ့ဒီလူကကျန်တက္ကသိုလ်ရဲ့မင်းသားလေးဟဲကျိုးဖြစ်ကြောင်းရှင်းပြတယ်သူကထိတ်တန်းမော်တဲ့တယောက်လိုရုပ်ရည်ရှိပြီးအေးဆက်တဲ့လေးပေးဆက်လိုဒေါသမျိုးရှိကြောင်းနဲ့သူ့ကိုလိုက်နေတဲ့မိန်းကလေးတွေဆိုတာသူ့နောက်ကိုလိုက်နေတဲ့မိန်းကလေးတွေဆိုတာစေတက္ကသိုလ်ကနေကျောင်းဂိတ်ပေါက်အထိတန်းစီလို့ရကြောင်းသူမကပြောပြတယ်ဒါကိုကြည့်ရတာသူပတ်စံရှာဖို့စူးစမ်းရတော့မယ်ထင်တယ်လို့သူကကောက်ချက်ချလိုက်တယ်သူ့ကိုရှာတွေ့သွားပြီလို့သူကကြေညာလိုက်တယ်သူမကဘာကိုရှာတွေ့တာလဲလို့မေးတော့သူကသူ့အဖေကိုရှာတွေ့တာလို့ပြန်ဖြေခဲ့တယ်ကောင်လေးကသူ့ကိုဘယ်လိုခေါ်လိုက်တာလဲလို့အမျိုးသားကမေးတယ်ကောင်လေးကအဖေလို့ခေါ်ရင်သူဟာသူ့ရဲ့သားအရင်ဖြစ်ကြောင်းပြောလိုက်တယ်သူကအသက်16နှစ်ပဲရှိသေးကြောင်းအမျိုးသားကထောက်ပြတော့ကောင်လေးကသူက15နှစ်ဖြစ်ကြောင်းပြန်ဖြေခဲ့တယ်အကိုကျိုးအသက်4နှစ်အရွယ်တုန်းကဘဝကြီးကတော်တော်လေးစုံလင်ခဲ့တာပဲလို့တစုံတစ်ယောက်ကတယောလိုက်တယ်ကောင်လေးကအုံနောက်မကောင်းလို့လူမားသွားတာဖြစ်နိုင်ကြောင်းသူမကတောင်းပန်လိုက်တယ်ကောင်လေးကတော့သူလူမားတာမဟုတ်ကြောင်းအခိုင်အမာပြောရင်အဲ့ဒီအမျိုးသားကသူ့အဖေသူမကသူ့အမေဖြစ်ပြီးသူကသူတို့ရဲ့အနာဂတ်ကတားဖြစ်ကြောင်းကြေညာခဲ့တယ်သူအုံနောက်ကမကောင်းလို့ပောက်ကရတွေပြောတတ်ကြောင်းသူမကထပ်ပြောရင်အဲ့ဒါကိုအတီမယူဖို့အမျိုးသားကိုတိုက်တွန်းခဲ့တယ်သူအိပ်ပျော်သွားတာကိုသူမကအံ့ဩသွားတယ်သူ့အဖေက4ရက်လောက်ကောင်းကောင်းမအိပ်ရသေးပေမဲ့သူမအနာရောက်တာနဲ့10စက္ကန့်အတွင်းအိပ်ပျော်သွားတာဖြစ်ကြောင်းကောင်လေးကရှင်းပြတယ်သူကပုံမှန်ဆိုဒီလိုပဲနေရတကအိပ်တက်သလားလို့သူမကမေးတော့ကောင်လေးကမအိပ်တက်ဘူးလို့ပြန်ဖြေခဲ့တယ်သူ့အဖေကပုံမှန်ဆိုကရင်ပေါ်မှာတော့အိပ်မပြောတတ်ကြောင်းကောင်လေးကဆက်ပြောရင်သူတီးသားပဲလို့ဆိုတယ်သူမကဘာကိုတီးတာလဲလို့မေးတော့သူ့အဖေကသူမရဲ့အနံ့ကိုရမှသာအိပ်ပျော်နိုင်တာဖြစ်ကြောင်းသူကဖွင့်ဟခဲ့တယ်အဲ့ဒါကသူမရဲ့အဝတ်လျှော်ဆက်ပြားကြီးအနံ့ကြောင့်ပဲဖြစ်နိုင်တယ်လို့သူမကမှတ်ချက်ချတယ်ဘယ်တစ်စိတ်လဲလို့အမျိုးသားကမေးတယ်တပုံးကို6ချက်9ပြဖြစ်ပြီးနှစ်ပုံးဝယ်တပုံးလက်ဆောင်ရတဲ့အမျိုးအစားဖြစ်ကြောင်းသူမကဖြေတယ်အမျိုးသားကအဲ့ဒီတစ်စိတ်ကိုဝယ်ဖို့အမိန့်ပေးလိုက်တယ်အဲ့ဒီအခါကောင်လေးကသူ့ဖေလိုအပ်နေတာအဝတ်လျှော်ဆက်ပြားကြီးမဟုတ်ဘူးလို့ပြောလိုက်တယ်သူ့မိသားဖြစ်တယ်လို့ဆက်ပြောခဲ့တယ်